လုပ်ပြန်ပြီလုပ်ပြန်ပြီဝင်နေဝင်နေသွားပြီအိုးဆက်ကြောလေအိုးဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီ28ရက်3လ2020ဟုတ်ပါဗျာနော်ตึกถล่มมาแล้วล่วงกันเองငလင်ကြောင့်ဒါငလင်ကြီးကျဲလုတ်ပြီးတော့မလေးတက်လို့မပြေးနဲ့အောင်ไปค่ะวิ่งเข้าฝุ่นค่ะถล่มในเจมส์ว่ายินไปไม่ไหนให้คนที่อยู่ตรงนั้นมีใครเป็นอะไรหรือเปล่ามีใครเป็นอะไรบ้างไม่รู้ตึกโดนนะไปค่ะฝุ่นค่ะรีบวิ่งค่ะตึกถล่มสารนะไปค่ะพี่วิ่งค่ะมันฝุ่นค่ะเราวิ่งกันชิบหายเลยเฮ้ย
ها الله أكبر الله تعالي بوجع ويصير عليناမြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောင်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီမြစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားဆိုတော့နဲ့ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကားကိုပတ်ဆက်သွားလို့မရတော့ဘူး ရတော့ဘူး ကူးကြမှာတော့ခင်ဗျားထုတ်ကြည့်နေအဲ့ဒါကြီးကို ကားတစ်စီးဟိုမှာ လဲကောင်းသွားတာမဟုတ်ဘဲနဲ့ရှေ့ဘလို့ ဟို